မင်္ဂလာပါခေဗလော့ကလေးကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ကိုရီးယားနိုင်ငံအတက်ခီးစဉ်လေးကိုခေါ်သွားပြီမယ်နော် တမ်းမလို့ကတော့တက်စီမှာပါဒီမှာတငယ်ချင်းရှေ့မှာတငယ်ချင်း အခုမြင်နေရတဲ့ဂဟမွန်ရဲ့အနောက်ဘက်မှာရှိတဲ့အိတ်တောင်ကိုသွားတက်မှာပေါ့နော်တောင်နာမည်ကတော့ဘူကဆန်ကိုခေါ်ပါတယ်ဒီတော့ယထာဘူရာလေးပြီးတက်ဆီစီးသွားရပေါ့နော်အဲ့ဒီလမ်းကကြတော့သူက Blue House ဘက်သွားရဲ့လမ်းကလေးပြီးဖြတ်သွားတာပေါ့နော်ဒီကိုရီးယားနိုင်ငံတတိယကွက်လို့ပြောအောင်ပါအဲ့လေပြန်ထွက်ကြည့်နေပြန်ညီမတို့သွားတယ်အခုကတော့တောင်တက်ကန် stretching လုပ်နေတာပေါ့နော်ဟုတ်လားအဲ့ဒါကားလေးခုနလေးတက်လာ9မိနစ်မရှိသေးဘူးအမတေးလားမောလို့လာဘယ်လိုမှကားဒါကတော့တောင်ပေါ်မှာအလေးကျပေါက်တဲ့ပန်းလေးပေါ့နော်ပန်းနာမည်တော့မသိဘူးဒီဝန်တရှော့ပေါ်မှာအနေရောဖြစ်အောင်လေကားရည်လက်ကင်လေးနဲ့တခြားလောက်ထားပါတော့ဒါတော့တောင်တက်နေတဲ့အဖွဲပါအဲစောဝါလေးပြောကြည့်ပါဦးတောင်တက်နေရတယ်သိမသိဘူးလေကားရည်ရမ်းလေကားတက်နေရတယ်ကိုလိုနိုင်ငံတောင်လားအဲ့လိုပဲလေကားရည်မယ်ဟေးရတောင်းနေကြတယ်မှာရှိတယ်ဒါကတော့တောင်တလန် point တစ်ခုရောက်လို့အဲ့ဒီမှာနားနေကြပါဘောနော်သူကတောင်နေမှာ point နေရော post တွေရောမျိုးစုံရှိတယ်ဒီ first point မှာတော့ breakfast အနေနဲ့မပြောသေးနဲ့ရေတောက်ပြီးတော့အပန်းဖြေပါတယ်တပုံလေးလည်းနည်းနည်းရိုက်တယ်ပေါ့နားပြီးတော့ထက်ရှိဆက်ကြရပေါ့နော်အိမ်မှာလမ်းဟိုဘက်ရောဒီဘက်ရောရှိရဆိုတော့စိတ်ကင်ရဘက်ကိုသွားလိုက်တယ်လုံးဝငါတငယ်ချင်းတွေအများကြီးပဲဟိုဘက်ကဖြတ်သွားတဲ့အိမ်ဦးလေးဝတ်ထားတယ်လို့ကျူခီကိုလည်းဝတ်ထားဆိုတော့တငယ်ချင်းတွေကစနေကြတငယ်ချင်းဆိုပြီးတော့ငါတောင်တက်လန်းတစ်လျှောက်လုံးကိုအလုပ်လေကားတစ်တွေလုပ်ပေးထားတာအနေညောင်းလာဆိုလို့ပေါ့နော်လက်ကင်တွေရောအကုန်လုပ်ပေးထားတော့ပေါင်တက်တာနေတော့တိမ်တူတော့ကဲတောင်မတက်တဲ့ခါစားချက်လေးတစ်ချက်လောက်တောင်းကလေလေကားတက်နေတာဒီကနေ့ဒီမှာဝတ်လေကားရတော့ပြည့်ရှင်တော့ချွေးထွက်ပြီးကမ္ဘာသွားတယ်လို့ခံစားပါတယ်ဒါတော့လမ်းမတွေ့ရဲ့အရင်နေစီသားလို့ပြောတာဗမာနည်းစီနေအောင်နည်းနည်းအဲ့ဒါပြောဒီနေ့ကလေဒီရနဲ့တောင်းမှကြောက်ကြနော်ငါဆိုရက်တပါးငယ်ချင်းတွေကတော့အဲ့တွေးသမျှပင်နေကုန်လုံးထီးရှူးပင်ဆိုပြီးပြောနေကြပါတယ်ကတော့ point ဒုတိယ point ပေါ့နော်ကိုထင်ရရွေးလိုက်တဲ့လမ်းကဖြောင်းပြန်ဖြစ်နေတာတိတ်ကအများကြီးမဟုတ်လားမဟုတ်ဘူးတစ်ခုတည်းမဟုတ်လေဒါပေမဲ့ဒီဘူကဆိုင်ရဲ့ချောင်းဆန်းတာဒီဘူကဆိုင်ချောင်းဆန်းDiscovery မှာလုံးလုံးမှာတင်တယ်လို့ပေါ့တကယ်ရတယ်ပေါ့ရ။ဘာလဲမသိဘူး။မကြီးသေးလေးနဲ့တူ။ငါမသိသေးဘူးဒီလိုမျိုးကောင်းနေရ။အောင်မယ်။ငါစမခုပြရမလားနင်တို့တော့။တော်ပြီမလုပ်ပါနဲ့လို့ပြောခဲ့ရတယ်။
ကိုရီးယားတစ်မျိုးလုံးကတောင်ထဲမှာရှိနေတယ်လို့မျိုးပဲအစိုးတစ်မျိုးလုံးပြောတာဦးကတော့ဘကက်ဆန်ရဲ့တောင်ထိပ်ကိုရောက်ပါပြီသူတို့ပြောချောင်းဆန်းပေါ့နော်မာတော့နေ့လယ်စာစားမှာဖြစ်ပါတယ်။တောက်ကလေးပြီးခင်ဘတ်ထုတ်လာရပေါ့နော် 我觉得都是里面我一家人。啊好啦那我一家人，哎，你不要担心。啊我忘了下雨。不录啊，我看。那我们这个哦。别等我。等我那个当个帮你了。တောင်ထိပ်ရောက်နေအမချင်တဲ့လို့အဲ့ peak တိတက်မယ်ဆိုပြီးတော့အဲ့တောင်ပေါ်တက်တော့ပေါ့နော်အဲ့ဗါတဲ့တောက်တုံးကြီးပေါ်တက်ပြီးတော့ view ကတော့အဲ့ကြောက်တုံးပေါ်ကြီးကြည့်အောင်ပို့ပြီးတော့လိုက်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရပေါ့နော်အပင်တွေအုပ်မနေပဲနဲ့ ဒါကတော့တောင်ထိပ်ကလေမြင်နေရတဲ့ view ဖြစ်ပါတယ် wow ဟိုဘက်နန်းစင်းလိုက်ဒီဘက်ပြန်တက်လိုက်နေ ဒါကတော့နောက် point တစ်ခုပေါ့နော်တော့အဲ့မှာ point တွေအများကြီးရှိတယ် point 4-5ခုလောက်ရှိမှထင်တယ် 你们老往东没啥搞个，你买啥个了嘛？ ညာတီဦးတို့ကပို့လိုက်ပြီဆိုတော့နေ့လည်မရောက်ခင်တောင်ကိုဆင်းပါတယ် 看你了吗？ မမအလေးချပေါက်နေတဲ့မို့စားလို့ရမရတော့မသိဘူးဒါကလည်းတောင်မမအလေးချပေါက်နေတဲ့ပန်းတွေပေါ့နော်တကယ်ချင်းကိုစောင်းနေနေရိုက်ထားတာကိုရီးယားနိုင်ငံကနေရာတွေရောက်ပြီဆိုရင်စိမ့်ဆိုပြီးတော်တော်လာတောက်ကိုလည်းရောက်ပြီဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်ဘိုင်ဘိုင်